တိမယမသိလို့မင်းမဟဲ့ရောက်မင်းကဆရာကြီးလားမင်းကိုစောင့်နေရမှာလားအခါကြီးကစကားပြောရင်နေတဲ့ကအသာစီကမင်းကလူမိုက်ကြီးဆိုတာငါတိမယမသိလို့မင်းမဟဲ့ရောက်မင်းကဆရာကြီးလားရှိကိုကောကောင်းကိုပေါ့ဘာကိုမှကြီးမဆိုင်တော့တရက်ကွာလုံးကမင်းနဲ့ပြိုင်ပြီးဘယ်သူမှမယူမိုက်တော့မင်းကလူမရှိတော့မင်းကအထူးကြိုက်ပေါ့ပူလာတိုင်းဆိုခလေးကို6ရိုက်မင်းကလူပိုက်ပေါ့စမပြေသူ9ယောက်လောက်ကိုတပည့်မွေးလက်မထောင်ရက်ကွာထဲကလူမိုက်ကြီးရက်ကတထောင်ဒီအောင်နောက်ထဲကမူလီရင်းနဲ့နက်ကထောင်မူရစေဝါတချို့တဝက်နဲ့ရက်ကကြောင်ဝတ်တဲ့ဖောင်းပြီးရိုက်တာအောက်စုရက်ကွာထဲကယူမင်းကြောင့်တော့လုံးငါကို6ရိုက်တတ်ထွက်လဲငါမဘူးစက်ကဝဝေခွေးလည်းပတ်နဲ့စေးကြောက်ခွဲကမှုမင်းတို့အုပ်စုခွဲရဲကြောင်တိုင်းနဲ့သွေးမကြောင်ခဲ့ပါဘူးမင်းကိုကြောက်ရရမလားဟိတ်ခါကြီးကစကားပြောရင်နေတဲ့ကအသာစီကမင်းကလူမိုက်ကြီးဆိုတာငါတိမယမသိလို့မင်းမဟဲ့ရောက်မင်းကဆရာကြီးလားမင်းကိုကြောက်နေရမှာလားအခါကြီးကစကားပြောရင်နေတဲ့ကအသာစီကမင်းကလူမိုက်ကြီးဆိုတာငါတိမယမသိလို့မင်းမဟဲ့ရောက်မင်းကဆရာကြီးလားရက်ကွာလက်တဲ့ဖျေးဆိုင်ထိုင်မင်းတို့နေကံသူတရားမင်းကလေးပြင်လိုက်နေပြီမင်းတို့ဝေဖန်မင်းတမိုက်ကြီးတော့ချစ်ပတ်ဆုံးပြမဲသပေချံငရဲပြီးမှကွက်တစ်ချပြီးမင်းတို့နေရန်ဘယ်ချိန်ကြီးကြီးချက်တယ်မရှိမင်းပင်ကတော့ရှက်နေပြီကိုဘွားကိုတတ်နေပြီအတိညာမဲ့အတတ်တွေကြီးစောင့်ချစ်စင်းလဲရုံမရင်းနဲ့အုံနောက်ပြတ်နေပြီပြီးပါမရှိရင်တမင်းစားဖို့တော့မင်းတို့ခန့်နေပြီထဲရောက်မင်းမလောက်မဲဘယ်သူမှလာပြီးတမင်းလည်းကားမကျွေးဘူးပတ်စာသုံးချက်မရှိရင်ထိုင်နေပေါ့ဘယ်သူမှလာမပေးဘူးမာယူရဲ့စိတ်ဓာတ်နဲ့လူဘွားကခွေယူမင်းတို့အုပ်စုဖွဲဝိုင်းဟောင်းလဲဘယ်သူမှထားမပြေဘူးမင်းကိုကြောက်နေရမလားဟိတ်ခါကြီးကစကားပြောရင်နေတဲ့ကအသာစီကမင်းကလူမိုက်ကြီးဆိုတာငါတိမယမသိလို့မင်းမဟဲ့ရောက်မင်းကဆရာကြီးလားမင်းကိုကြောက်နေရမှာလားအခါကြီးကစကားပြောရင်နေတဲ့ကအသာစီကမင်းကလူမိုက်ကြီးဆိုတာငါတိမယမသိလို့မင်းမဟဲ့ရောက်မင်းကဆရာကြီးလားဝါကရပါတယောက်ခဲသွားလာနေတာနောက်ကနေတောင်းပြောင်းပြီးဟာကနေမလားဟာရင်လည်းဟာပါစေကွာစိတ်ဖြစ်လို့မသက်တွေကလောင်ပြောင်းဖို့အားကနေတာအဲ့ဒီကောင်နဲ့သူ့လိုကိုလိုအသက်တွေကြီးပြီးသွားမှသေးရွာငါစိတ်ကတန်းနဲ့မထင်လို့မင်းလိုကောင်နဲ့မပတ်သက်ပါမင်းပတ်ချပါဆက်တက်ကမရှက်တတ်ပါမင်းကကိုမနာလို့လောင်ပြောင်းရဲ့အသက်ထွက်မှာအောင်မြင်မှုပန်းနိုင်စင်ပေါ်မှာမတ်တန်ငါရက်လက်ရက်ပါနောက်ဟုတ်ကလာပါကိုစားပြူ hip hop operator ကိုစားပြူလမ်းဟိုဖွဲ့ရဲ့ကိုစားပြူတတိယလုံးကတော့ပါရကိုစားပြူမင်းကိုကြောက်ရရမလားအခါကြီးကစကားပြောရင်နေတဲ့ကအသာစီကမင်းကလူမိုက်ကြီးဆိုတာငါတိမယမသိလို့မင်းမဟဲ့ရောက်မင်းကဆရာကြီးလားမင်းကိုကြောက်နေရမှာလားအခါကြီးကစကားပြောရင်နေတဲ့ကအသာစီကမင်းကလူမိုက်ကြီးဆိုတာငါတိမယမသိလို့မင်းမဟဲ့ရောက်မင်းကဆရာကြီးလားLet's try. Chef it. Let's try it. I get ya. Jupa. Bingo down there yamala. 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 Down the yajila. Mamina lega ပြုံးဝင်တွေးခဲမှာနဲ့ကျွန်တော်တစ်ဖြည်းဖြည်းနဲ့ဝေးကွာကျွန်တော်စိတ်သက်ဆွေးမြေခဲအတွေးမှာမာကချိန်တိုင်းကိုစိုးမိုးလို့အိမ်မထဲမှာတောက်ထွေးပွေခဲ့သေးတာဆွဲလန်းလို့မာကိုမတွေးအောင်ရှာမာတို့ရက်ကွက်လမ်းထိပ်နားမှာစောင့်ရတစ်ဖြည်းဖြည်းမောင်းလာဆွဲမလျှော့ပါကျွန်တော်ကတွေးကလေးကြောင့်ငါတကယ်ပြန်လာရမျောနေတဲ့ခွေးကလေးတစ်ကောင်ပေါ်မှာဝေးရှောင်းကကျွန်တော်ကိုမြင်ရင်ခေါင်းငုပ်ပြီးမြက်လွှာချအသက်ကွာဟာလို့လာကျွန်တော်အချစ်ကတသက်ထာဝရပါမရဲ့အချင်နာရလက်ခပြမလို့လားလက်ခပြမလို့လားစိတ်ခံကတစီပေါ်ကြွတဲ့ညဆက်ကြခဲ့ရတာကျွန်တော်သိချစ်တဲ့မမကပြည့်နေတဲ့မိမအဲ့တော့ပြည့်နေတဲ့မိမအဲ့ဒီလိုမှတောင်းတရင်ပြည့်ရ
မအိတ်ကြွားရွာကမလာပါဘွားကနာကြတော့မျက်ရည်ကတိတ်ခါရကရသမျှရှာခွေနဲ့ပေါက်ပြီးတော့လက်တွေခဏချိန်ဘဝစိတ်အချိန်တွေကုန်ပြီးအမောင်တွေထဲမှာနေမွန်ဒီလုံးနဲ့ပတ်သက်ရှာရင်ခုချိန်ဒီဘာမှလည်းမဖြစ်ချွန်ဘာဘွားကိုဒီလိုပဲညတွန်းတွန်းဖို့ဆုံးဖြတ်တာလားချစ်လို့လို့ပြောတဲ့ဒီစကားတွေပြန်ပြီးသုံးသပ်ပါဗျာတွင်ပြီးတိုင်ကိုရလွန်လွန်မြတ်ရင်လည်းမကြဖြစ်ပါဝေချင်းနဲ့ပြောရွှင်ခဲ့အဲ့ဒီလူတွေရခဏချင်ပါမိုးလင်းလို့အိမ်ပြန်ရင်မြတ်တွင်ချနေတဲ့မမျက်နှာဖြစ်နိုင်ရင်ဒီလိုတွေကိုစွန့်ခွာပြီးတော့ဘဝသိချ